မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနနောက်ဆုံးရသတင်းများတင်ဆက်ပေးပါမယ်။ဒီပဲရင်မြို့ပေါ်ရှိစစ်တပ်တပ်ဆွဲထားသောနေရာကိုအနီးကပ်ဝင်ရောက်ပြီးဖောက်ခွဲတိုက်ခိုက်။စကိုင်းတိုင်းဒီပဲရင်မြို့ပေါ်ရှိအကြမ်းဖက်စစ်တပ်တပ်ဆွဲထားသောနေရာကိုအနီးကပ်ဝင်ရောက်ပြီးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းဒီပဲရင်ခြေဆိုင်အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။အောက်တိုဘာလ6ရက်နေ့ညနေပိုင်းတွင်ဒီပဲရင်မြို့ပေါ်၌တပ်ဆွဲထားသောအကြမ်းဖက်စစ်သားများရှိရာနေရာကိုတော်လှန်ရေးတပ်ဖွဲ့များကအနီးကပ်ဝင်ရောက်မိုင်းထောင်ပြီးနောက်ယင်းနေ့ည10နာရီနှင့်12နာရီခန့်တွင်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ထိုတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်မှုအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းမိုင်းထောင်ပြီးတော်လှန်ရေးတပ်ဖွဲ့များပြန်လည်ဆုတ်ခွာလာချိန်တွင်အထိခိုက်မရှိကြောင်းသိရှိရသည်။ရင်းတိုက်ခိုက်မှုသည်ကြာဆုံးခဲ့သောတော်လှန်ရေးရဲဘော်များကိုဂုဏ်ပြုသောအနေဖြင့်တိုက်ခိုက်ခြင်းဖြစ်ကြောင်းဒီပဲရင်ခြေဆိုင်အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကရှင်းပြသည်။ကြာဆုံးရဲဘော်တွေကိုဂုဏ်ပြုတဲ့အထိမ်းအမှတ်ဖြင့်တွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ဒီပဲရင်မြို့ရင်းမှာရှိတဲ့စစ်ခွေးတွေကိုအနီးကပ်ဆုံးမိုင်းဝင်ထောင်ပြီးတော့လာပြည့်နေ့ညမှာအတန်တပိတ်ပြုလုပ်တာပေါ့ခွေးတွေနဲ့အနီးကပ်ဆုံးနေရာအထိကိုကင်းယူသွားထောင်ပြီးဖောက်ခွဲတိုက်ခိုက်ခဲ့တာပါဟုဒီပဲရင်အခြေဆိုင်အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုဒီပဲရင်တိုက်နယ်တိုက်ခိုက်ရေးလှုပ်ရှားအဖွဲ့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးဒီပဲရင်မြို့ပေါ်ရှိအကြမ်းဖက်စစ်တပ်တပ်ဆွဲထားသောနေရာများကိုဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းအသိပေးပြောဆိုထားသည်။ထားဝယ်ထောင်တွင်နိုင်ငံရေးကျင်းသားကိုအောင်ကိုဦးတေဆုံးမှုမှာစစ်တပ်ကစေကူတောက်ခွင့်မပေး၍နာတာရှည်ယောဂများဖြင့်ကွယ်လွန်မှုဆိုတနင်္လာရီတိုင်းထားဝယ်ကျင်းထောင်တွင်နိုင်ငံရေးကျင်းသားကိုအောင်ကိုဦးတေဆုံးမှုမှာစစ်တပ်ကစေကူတောက်ခွင့်မပေးခဲ့၍နာတာရှည်ယောဂဖြင့်ကွယ်လွန်သွားခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက်မှဦးဆောင်အဖွဲ့ဝင်ကိုတိုက်ထွန်းဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်အောက်တိုဘာလ3ရက်နေ့တွင်နိုင်ငံရေးကျင်းသားကိုအောင်ကိုဦးသည်နှလုံးစည်းကြိုကြောက်ကပ်ယောဂများဖြင့်အသက်သေဆုံးခဲ့ကြောင်းကိုအောင်ကိုဦးသည်သေဆုံးချိန်တွင်အသက်48နှစ်ရှိနေပြီဖြစ်ပြီးထားဝယ်ထောင်တွင်နိုင်ငံတော်အကြီးအကျယ်ပျက်စေမှုပုံမှန်905ကပောက်ကွဲ9တို့ဖြင့်ထောင်ဒဏ်8နှစ်မတရားဖမ်းဆီးကျဉ်းချခံထားရသူဖြစ်ကြောင်းသိရှိရသည်ကိုအောင်ကိုဦးမှာ2021အစောပိုင်းကာလတွင်အာဏာသိမ်းစစ်တပ်ကိုငြိမ်းချမ်းစွာဆန္ဒပြသည့်လှုပ်ရှားမှုများတွင်ဦးဆောင်ပါဝင်ခဲ့ပြီးနောက်2021ခုနှစ်မေလ14ရက်နေ့တွင်ရှင်မုတ်ထီးရွာနေအိမ်တွင်အာဏာသိမ်းစစ်တပ်လက်အောက်ခံရဲတပ်ဖွဲ့ဝင်များမှဖမ်းဆီးပြီးပုံမှန်905ကနှင့်ပောက်ကွဲ9တို့ဖြင့်အမှုဖွင့်ပြီးထားဝယ်အကျဉ်းထောင်တွင်ထောင်ချခဲ့ခြင်းဖြစ်သည်နဂိုမူလယောဂခံကြောင့်ထားဝယ်ထောင်တွင်အကျဉ်းချခံရစဉ်ဆေးဝါးကုသမှုကိုမကြာခဏကုသမှုခံနေရသူဖြစ်ပြီးထောင်တွင်ကျန်းမာရေးဆောင်ရှောက်မှုလုံလောက်စွာမရရှိခြင်းတို့ကြောင့်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းသိရှိရသည်လက်ရှိတွင်မြန်မာနိုင်ငံတွင်းရှိအကျဉ်းထောင်များတွင်အကျဉ်းသားများ